နနက်ခင်းဒီရေကြချိန်ကမ်းခြေလျှောက်ရင်းအရန်ထူးဆန်းတဲ့ကိစ္စတစ်ခုနဲ့ကြုံခဲ့ရတယ်။မွေးကင်းစရေပွဲပေါက်စလေးကအမျိုးသမီးလက်မှာကတ်နေပြီးမခွာပဲနေခဲ့တယ်။မတက်တာတဲ့အဆုံးအိမ်ကိုခေါ်လာခဲ့ရတယ်။နောက်ဆုံးမှာတော့ဒီရေပွဲလေးကအမျိုးသမီးအတွက်ပျော်ရွှင်စရာအော်စရာတွေအများကြီးတည်ဆောင်လာပေးလိမ့်မယ်လို့မထင်ထားခဲ့မိဘူး။အစပိုင်းမှာသူ့ကိုခရူးခုံနဲ့ပိတ်မိနေပြီးရုံးမထွက်နိုင်ဖြစ်နေတာတွေ့ခဲ့ရတယ်။အမျိုးသမီးကကဲထုတ်ပေးပြီးနောက်ပင်လယ်ထဲပြန်လွှတ်ပေးဖို့တွေးခဲ့ပေမဲ့ဒီကောင်လေးကအသက်ကဲကောက်ရုံးမြင်ကိုဆွဲကင်ထားသလိုမျိုးဘလို့ပဲခါထုတ်မပြုတ်ကျသွားခဲ့ဘူး။ဒီလိုနဲ့ပဲကောင်လေးကအမျိုးသမီးကမ်းခြေလျှောက်တဲ့လန်ခီးမှာအဖော်ဖြစ်လာခဲ့တယ်။နေပူရှိန်ကြောင့်နှုံးခွေလူနီးပါဖြစ်နေရင်တောင်ဒီလိုနှွေးထွေးတဲ့လက်ပွားကြီးကနေမခွာခဲ့ဘူး။အိမ်ရောက်ချင်းပဲအမျိုးသမီးကသူ့ကိုငါးကန်နဲ့ထည့်ပေးခဲ့တယ်။စိမ့်တက်တဲ့ပတ်ဝန်းကျင်ကြောင့်ကောင်လေးကနည်းနည်းကြောက်ရွံ့ပုံရပြီးငါးကန်ထဲမှာမနာတမ်းလှည့်ပတ်စူးစမ်းနေခဲ့တယ်။မွေးမြူလို့အသက်ရှင်ပါမလားမသိပေမဲ့ခေါ်လာဖို့ဆုံးဖြတ်ပြီးမို့လို့တေချာဂရုစိုက်ရမယ်။ဒါကြောင့်အမျိုးသမီးကသူ့အတွက်အစာဖြစ်ကနန်းအချို့ရှာပေးခဲ့တယ်။သူတို့ကြားမှာရေရှည်တိုက်ပွဲဖြစ်လိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ကနန်းကရေပွဲလေးရဲ့တိုက်ခိုက်မှုကိုစက္ကန့်ပိုင်းအတွင်းခံလိုက်ရတယ်။ရက်အနှဲငယ်အတူတူဖြတ်တန်းပြီးနောက်မှာတော့ကောင်လေးကပါဇက်ဟယုံနဲ့အစာစားရတဲ့ဒီလိုနေ့ရက်တွေကိုလုံးဝအသားကျသွားခဲ့တယ်။အမျိုးသမီးကလက်ကမ်းပေးလိုက်တာနဲ့ကောင်လေးကချက်ချင်းတိုးကပ်လာတတ်တယ်။အမျိုးသမီးကိုပျော်အောင်ဆွမ်းဆောင်နိုင်ရင်နောင်ကြရင်ငါးကြီးအသားကြီးတွေအများကြီးစားရမယ်ဆိုတာသူသိနေတယ်။ဒီလိုနဲ့အမျိုးသမီးရဲ့အသေးစိတ်ဂရုစိုက်မှုအောက်မှာရေပွဲလေးကတဖြည်းဖြည်းကြီးပြင်းလာခဲ့တယ်။ဒါပေမဲ့သူကခရူးခုံနဲ့ပုံနေရတာအကြိုက်ဆုံးမို့လို့အမျိုးသမီးမှာသူ့ကိုအချိန်ကြာကြီးရှာဖွေရလေးရှိတယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှရေပွဲလေးကအခုဘဝကိုလုံးဝအသားကျသွားခဲ့ပြီးနေ့တိုင်းငါးကန်ထဲမှာပျော်ပျော်ရွှင်ရွှင်ကူးခတ်နေတတ်တယ်။တဖြည်းဖြည်းနဲ့အမျိုးသမီးအပေါ်တန်ရောစဉ်ပုံမနှက်ဆိုင်လာပြီးနှွေးထွေးတဲ့လက်ပွားကြီးကိုခဏခဏလာရောက်ထိတွေ့ချင်နေခဲ့တယ်။ဒီလိုအချိန်မျိုးဆိုရင်အမျိုးသမီးကကနန်းနဲ့သူ့ကိုစနောက်ပြီးပျော်အောင်လုပ်ပေးလိမ့်ရှိတယ်။ဒါပေမဲ့အခုချိန်မှာတော့ရေပွဲလေးကအရင်လိုအနိုင်ကျင့်ခံကောင်းလေးမဟုတ်တော့ဘူး။အစာကရှေ့မှာပေါ်လာတာနဲ့ရေပွဲလေးကချက်ချင်းတိုက်ခိုက်ပြီးကြောက်ဆောင်ကြတဲ့ပုံးကဖြည်းဖြည်းချင်းအရသာခံစားသုံးတတ်တယ်။ကြီးလာလေးလေးဒီကောင်လေးရဲ့လက်တံတွေကပိုပြီးဖြက်လက်လာလေးလေးပဲအကုန်ဆန့်ထုတ်လိုက်ရင်အမျိုးသမီးရဲ့လက်ဖွားထက်တောင်ပိုကြီးသေးတယ်။ပြီးတော့သူကပတ်ဝန်းကျင်အယောင်လိုက်သူ့ခန္ဓာကိုယ်အယောင်ကိုပြောင်းလဲနိုင်သေးတယ်။ပင်လယ်ရေအောက်ကအတော်ဆုံးရုပ်ဖြတ်ပညာရှင်ကြီးလို့ပြောရမယ်။တချို့အချိန်တွေမှာတေချာမကြည့်ရင်ဘယ်နေရာမှာပုံနေမှန်းလုံးဝမသိနိုင်ဘူး။နောက်ပိုင်းမှာခန္ဓာကိုယ်ပိုကြီးလာတာကြောင့်အမျိုးသမီးကပိုကြီးတဲ့ငါးကန်တစ်ခုပြောင်းပေးခဲ့ရတယ်။ဒါကသူ့ကိုပိုပြီးတက်တောင့်တက်တာနေထိုင်စေနိုင်ုံတင်မကပဲအမျိုးသမီးကလည်းရေပွဲရဲ့အယောင်ပြောင်းလဲမှုအမျိုးမျိုးကိုပိုပြီးပြက်ပြက်တသားမြင်တွေ့နိုင်စေတယ်။မျက်စိတမိတ်တွင်းမှာပဲကောင်လေးကအကောင်ကြီးကြီးဖြစ်လာခဲ့တယ်။လက်တွေကလည်းတော်တော်လေးတန်မာလာတယ်။အခုဆိုအမျိုးသမီးတောင်သွားပြီးမထီရဲတော့ဘူး။ဒီကောင်လေးအဆုံးစွန်ထိကြီးသွားပြီလို့ထင်ထားခဲ့ပေမဲ့ငါးကန်ထဲမှာဥတွေအများကြီးဥချလိုက်ပြန်တယ်။စပ်ဖြစ်သီးလိုတန်းစီနေတဲ့ရေပွဲဥတွေကိုကြည့်ပြီးအမျိုးသမီးကစိတ်လှုပ်ရှားရသလိုတစ်ဖက်ကလည်းဘာလို့ရမှန်းမသိဖြစ်နေခဲ့တယ်။ကံကောင်းတာကလူကစိတ်ပူပေးဖို့မလိုပဲ။အချိန်တန်လို့ရင်းမဲ့လာတဲ့အခါသူတို့ဘာသာသူတို့ရုံထွက်လာကြတယ်။အခုဆိုအမျိုးသမီးအိမ်မှာစားလို့မကုန်နိုင်တဲ့ရေပွဲတွေအများကြီးရှိနေပြီးနေ့တိုင်းထမင်းစားရင်တော့မကုန်နိုင်တော့ဘူး။ဒီနေရာမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီ။ကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ။